လူမျိုးကြီးဝါဒဆိုတာကြားလိုက်တာနဲ့လူတယောက်ကနောက်တစ်ယောက်ကိုမုန်းတာအထင်သေးတာလောက်ပဲတွေးမိကြတာများပါတယ်ဒါပေမဲ့တကယ်တမ်းရောအဲ့ဒီလောက်ပဲလားဒီနေ့ကျွန်တော်တို့အတူတူလေ့လာမှာကအာနာဆိုမမှုရဲ့ယန်တရားအကြောင်းပါလူမျိုးကြီးဝါဒကိုလူတယောက်တယောက်ရဲ့ခန်းစားချက်အနေနဲ့မဟုတ်ပဲအာနာကိုဘလို့စနစ်တကျဒီဆော့ထားတယ်လဲဆိုတော့စနစ်တစ်ခုအနေနဲ့အလွာလိုက်ခွဲချမ်းစိတ်ပြကြည့်ကြပါမယ်ကဲဒီမေခွန်းလေးကိုကရင်စဉ်းစားကြည့်ရအောင်လူမျိုးကြီးဝါဒဆိုတာတကယ်ပဲလူတဦးချင်းစီရဲ့ခေါင်းထဲကအဆွဲလန်းတစ်ထပ်ပဲလားဒါမှမဟုတ်အဲ့ဒီတဲ့ပုံနဲ့နေတဲ့အရာတစ်ခုရှိနေသေးလားအများစုထင်ထားတာထက်ပိုရှုထွေးမင်းစနစ်တကျတိဆောက်ထားတဲ့သူ့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုကျွန်တော်တို့အတူတူဆက်ပြီးလေ့လာကြည့်ကြပါမယ်ဟုတ်ပြီဒီပြဿနာကိုတည်ချာထားနားလည်ဖို့ဆိုရင်သူ့ကိုအလွာလေးကိုခွဲပြီးကြည့်မှရမယ်အလွာလိုက်ပေါ့နော်ဒီဆွေးနွေးမှုမှာတော့ပိုပြီးရှင်းသွားအောင်ဗမာလူမျိုးကြီးဝါဒကိုအဓိကဥမာအနေနဲ့သုံးပြီးရှင်းပြသွားပါမယ်ဒါကတော့အခုအကားလို့ထားတဲ့စာတန်းတွေမှာလည်းအဓိကထားဖော်ပြထားတဲ့အချက်ဖြစ်လို့ပါဒီမှာကြည့်လိုက်ရင်အလွာလေးခုကိုတွေ့ရပါမယ်ဒါတွေကတစ်ခုနဲ့တစ်ခုဆက်နေတယ်တစ်ခုပေါ်တစ်ခုထပ်ဆက်ပြီးတိဆောက်ထားတာဆိုတော့လူတယောက်ရဲ့စိတ်ထဲကအစာဖြူပြီးနောက်ဆုံးနိုင်ငံတော်ဖွဲ့စည်းပုံကြီးတစ်ခုလုံးအထိဘလို့အဆင့်ဆင့်ကျေပြန့်တော့လဲဆိုတာကိုတွေ့ရမှာပါ internalized စိတ်ပိုင်းဆိုင်ရာကနေစားတယ်ပြီးရင် interpersonal လူချင်းဆက်ဆံရေးမှာပေါ်လာတယ်အဲ့ဒီကနေ institutional အဖွဲ့အစည်းဆိုင်ရာအဆင့်ကိုရောက်ပြီးနောက်ဆုံး structural နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာအလွှာအထိရောက်သွားတာပါကဲပထမဆုံးအလွှာ internalize ဆိုတာကိုအရင်ကြည့်အောင်ဒါကလူတဦးချင်းစီတဲ့စိတ်ထဲမှာအမြင့်တွယ်နေတဲ့အဆွဲလန်းပေါ့ဆိုလိုတာကိုလူမျိုးကိုယဉ်ကျေးမှုကိုသမိုင်းကတခြားသူတွေတဲ့ပိုတာတဲ့ပိုမြင့်မြတ်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးပါဒါကတိတိတသားကြီးဖြစ်ချင်မှဖြစ်မယ်ဥပအနေနဲ့မြန်မာဆိုတာနဲ့ဗမာအရင်ကျေးမှုကိုပဲနိုင်ငံရဲ့အဓိကသင်္ကေတဖြစ်စိတ်ထဲမှာအလိုလိုတတ်မှတ်လိုက်တာမျိုးပေါ့အဲ့ဒီလိုစိတ်ထဲမှာရှိနေတဲ့အဆွဲအလားနေတာနဲ့ဒုတိယအလွှာ interpersonal ဆိုတဲ့လူချင်းဆက်ဆံရေးအဆင့်ကိုကူးလာပါတယ်ဒီအဆင့်မှာတော့အတွေးကနေအပြောအဆိုအဖြုတ်မှုတွေဖြစ်လာပြီဥပမာတခြားတိုင်းရင်းသားတွေကိုနာမည်ပြောင်းခေါ်တာသူတို့ရဲ့စကားတန်ဝဲတာကိုလိုက်ပြော်ပြီးလှောင်တာမျိုးတွေပေါ့အဆိုးဆုံးကတော့ဗမာမဟုတ်တဲ့သူတွေကိုကိုယ်နိုင်ငံမှာနေပြီးဧည့်သည်တယောက်လိုသဘောထားဆက်ဆံတာမျိုးတွေအထိရှိလာတာပါဟုတ်ပြီတတိယအလွှာက institutional အဖွဲ့အစည်းဆိုင်ရာအလွှာပါဒီစစ်ကြတော့လူတယူနို့ရဲ့အပြုအမူမဟုတ်တော့ဘူးစီမင်းတွေဥပဒေတွေလှုပ်ထုံးလုံးနည်းတွေဖြစ်အသားကျသွားပြီးလူမျိုးတစုကိုပဲမျက်နှာသားပေးတဲ့စနစ်တစ်ခုဖြစ်လာတာဥပမာအစိုးရယုံတွေကျောင်းတွေမှာဘော်ဒါစကားတစ်ခုတည်းကိုပဲသုံးရမယ်လို့သတ်မှတ်လိုက်တာမျိုးဒါမှမဟုတ်သမိုင်းတင်ရလဲဗမာပြည်ရဲ့သမိုင်းကိုပဲနိုင်ငံရဲ့သမိုင်းဖြစ်အဓိကထားတင်ကြနေတာမျိုးတွေပေါ့နောက်ဆုံးအလား structural ဒါတော့အကြီးဆုံးနဲ့အကျယ်ပြန့်ဆုံးအလားပေါ့နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအုတ်မြစ်တစ်ခုလုံးနဲ့သက်ဆိုင်သွားပြီဒီမှာတော့နိုင်ငံရေးရောစီးပွားရေးစစ်စံတစ်ခုလုံးကအဓိကလူမျိုးစုအတွက်ပဲအကျိုးရှိအောင်တည်ဆောက်ထားတာမျိုးဖြစ်နေတယ်ရှင်းရှင်းပြောရရင် Federal စနစ်မရှိတာပြီးတော့တိုင်းရဒေသတွေကထွက်တဲ့သတင်းစားတာတွေကိုဗဟိုကပဲအကုန်ချုပ်ကင်ထားတာမျိုးတွေကတခြားလူမျိုးစုတွေကိုစနစ်တကျနစ်စနာစီတဲ့ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်ဆိုတော့အနစ်ချုပ်ရရင်ဘာကိုတွေ့ရလဲလူမျိုးကြီးဝါဒဆိုတာလူတယောက်ကနောက်တစ်ယောက်ကိုမုန်းတာလောက်နဲ့မပြီးဘူးအဲ့ဒီထက်အများကြီးပိုတယ်ဒါကလူမျိုးကိုအခြေခံပြီးအာဏာနဲ့အခွင့်အလမ်းတွေကိုမညီမမျှခွဲဝေထားတဲ့ system တစ်ခုဖြစ်နေတာပါအဓိကတော့ချက်ကအဲ့ဒါပဲဒါဟာ system တစ်ခုဖြစ်နေတယ်ဆိုတဲ့အချက်ပါဒါပေမဲ့ဒီနေရာမှာဇက်လန်ကကမျိုးပြောင်းလာပြီစိတ်ဝင်စားစရာကောင်းတာကဒီလိုစိုးမိုးချယ်လဲတဲ့စနစ်ဟာလူမျိုးတစုရဲ့မိုဘိုင်းမထုတ်ဘူးဆိုတာပါပဲဆိုလိုတာကအာဏာနဲ့လက်နက်အင်အားသာရလာမယ်ဆိုရင်ဘဲအုပ်စုမဆိုဒီစနစ်ကိုပုံတူကူပြီးပြန်သုံးနိုင်တယ်ဆိုတဲ့အချက်ပါအဲ့ဒါကို dominant system လို့ခေါ်ပါတယ်ဆိုလိုတာကတော့စိုးမိုးမှုစနစ်ပေါ့ဒါကပုံစံတစ်ခု blueprint တစ်ခုလိုပဲလက်နက်အင်အားနိုင်ငံရေးအာဏာအသာစီရတဲ့ဘဲအုပ်စုမဆိုသူတို့တဲ့အင်အားနဲ့တဲ့အုပ်စုတွေအပေါ်မှာကိုယ့်ရဲ့ဆန္ဒကိုအတင်းအချက်ပွတ်သွင်းနိုင်တယ်အမိတ်ပေးနိုင်တဲ့စနစ်တစ်ခုကိုဆိုလိုတာပါဒီမှာကြည့်လိုက်ရင်အဲ့ဒီပုံစံခွက်ကဘလောက်တောင်တူနေလဲဆိုတာကိုတွေ့ရမှာပါဥမာနော်ဘယ်ဘက်မှာကဘိုးဆိုးရကတယန်စားသားအတူကိုချုပ်ကင်တယ်ညာဘက်မှာကျတော့ဒေတာတွင်းမှာအင်အားကြီးတဲ့အဖွဲ့ကလူမျိုးစုငယ်တွေစီကအခွန်အတင်းကကောက်ပုံစံတစ်ခုကအကြီးသေးအဆင့်ပဲကွာတာသူရဲ့အတွင်းသဘောအလွတ်လုတ်တဲ့ရန်တွေကအတူတူပဲဖြစ်နေတာကိုတွေ့ရမှာပဲဒေတာတွင်းမှာဖြစ်တဲ့အာဏာစိုးမိုးမှုတွေကဘလို့ပုံစံနဲ့လာတတ်တယ်လဲဆိုတော့လူမျိုးစုငယ်တွေကိုသူတို့ရဲ့ယဉ်ကျေးမှုကိုစွန့်ပြီးများစုနောက်လိုက်ဖို့အတင်းကျပ်ဖျားပေးတာမျိုးတွေရှိတယ်တရားမဝင်ခွန်ကောက်တဲ့စစ်သားအတင်းစုဆောင်းတဲ့နေမီတွေကျူးကျော်တဲ့နောက်ဆုံးတခြားဒေသကန်အဖွဲ့အစည်းရဲ့နိုင်ငံရေးကိုစားပြုခွင့်ကိုပါပိတ်ပင်တားဆီးကြတွေထိလောက်လာကြတယ်ဒီချက်တွေအားလုံးကပဲ
တကယ်ဖက်ဒရယ်ပြည်တော်စုအခုဖြစ်လာဖို့အတွက်အကြီးမားဆုံးအဟန့်အတားတွေဖြစ်နေတာပါ ကဲပြဿနာကတော့နိုင်ငံတော်အဆင့်မှာရော data အဆင့်မှာပါကျွန်တော်တို့တွေ့ခဲ့ရပြီဟုတ်ပြီဒါဆိုအဖြေကပါလေအဖြေကတော့ Federal စနစ်ရဲ့ဒီဆောက်ဖုံတွေမှာရှိနေပါတယ်ဒီ Federal Architecture ကအခုနကပြောခဲ့တဲ့စိုးမိုးမှုစနစ်တွေကိုဘယ်လိုပြန်ပြီးဖြိုဖျက်မလဲဆိုတာကိုဆက်ကြည့်ကြရအောင်ဒီစိုးမိုးမှုစနစ်ကိုဖြိုဖျက်ဖို့အတွက် Federal စနစ်မှာအဓိကအမှန်တမ်းကြီး၄ခုကိုတည်ဆောက်ရပါမယ်နံပါတ်1ကလူနည်းစုတွေရဲ့အခင်းကြီးကိုအကာအကွယ်ပေးရမယ်။နှစ်ကအာဏာကိုဗဟိုကနေခွဲဝေရမယ်။လိုအပ်ရင်ပြည်နယ်ငယ်တွေထူထောင်ရမယ်။သုံးကတော့အထက်လွှတ်တော်မှာလူဦးရေဘလော့ပဲရှိတန်းတူကိုစားပြုခွင့်ပေးရမယ်။နောက်ဆုံးတစ်ခုကတော့ဒီမိုကရေစီယဉ်ကျေးမှုထုံးကားဖို့လိုအပ်ပါတယ်။ဒီမှန်တိုင်းကြီး၄ခုသာခိုင်ခိုင်မာမာရှိမယ်ဆိုရင်အများစုကအ ਨੇ စုကိုအနိုင်ကျင့်တဲ့စနစ်ကိုကာကွယ်တားဆီးနိုင်မှာပါ။ ဟုတ်ပြီအဲ့ဒီမှန်တိုင်းတွေထဲမှာအရှုပ်ထွေးဆုံးလို့ပြောလို့ရတဲ့အချက်တစ်ချက်ကိုအသေးစိတ်ထပ်ကြည့်ကြအောင်အဲ့ဒါကတော့အာဏာခွဲဝေမှုပါပဲဒီနေရာမှာရေးကြီးဆုံးကဘာလဲဆိုတော့အာဏာကိုဗဟိုကနေပြည်နယ်တွေကိုခွဲပေးလိုက်ရုံနဲ့မပြီးဘူးအဲ့ဒီပြည်နယ်တွေအတွင်းထဲမှာပါအာဏာကိုဘလို့ပြန်ပြီးမျှတတာခွဲဝေမလဲဆိုတဲ့အချက်ပါပဲဒီလိုပြည်နယ်အတွင်းမှာအာဏာပြန်ခွဲဝေတယ်ဆိုတာဘာကိုဆိုလိုတာလဲဆိုလိုတာကပြည်နယ်ကြီးတစ်ခုထဲမှာနေထိုင်နေတဲ့လူမျိုးစုငယ်လေးတွေအတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ autonomous zones တွေပြည်နယ်ငယ် sub states တွေဒါမှမဟုတ် councils တွေ Fanti Baby သူတို့ရဲ့ကိစ္စကိုသူတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့်ပေးဖို့ပါပဲဥပမာနဲ့ချင်းပြည်နယ်ကိုကြည့်အောင်ချင်းပြည်နယ်မှာကမျိုးနွယ်စုပေါင်း90ကျော်တောင်ရှိတယ်ဆိုတော့ဒီမှာကအဓိကပြဿနာကလူမျိုးတစုကအကုန်လွမ်းမိုးနေတာမျိုးထက်မျိုးနွယ်စုတွေအချင်းချင်းကြားမှာတန်းတူညီမျှမှုရှိဖို့ကပိုရေးကြီးနေတာဒါကြောင့်အဖြေကဘာလဲဆိုတော့ခရိုင်အဆင့်ကိုပန်အုပ်ချုပ်ခွင့်ပေးလိုက်တာပါပဲဒါမှမျိုးနွယ်စုဟာလုံးကြားမှာအာဏာကိုမျှဝေပြီးဟန်ချက်ညီသွားမှာပါနောက်ဥပမာတစ်ခုကကချင်ပြည်နယ်ပါကချင်ပြည်နယ်ထဲမှာရှမ်းနီလူမျိုးတွေကသူတို့အတွက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတောင်းဆိုနေကြတာရှိတယ်။အဲဒီတော့ Federation ရဲ့ဖြည့်ရှင်းချက်ကဘယ်လိုဖြစ်မလဲဆိုတော့သူတို့အတွက်ပြည်နယ်ငယ် sub state တစ်ခုဖြစ်ဖြစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်စီ autonomous council တစ်ခုဖြစ်ဖြစ်ဖန်ဆီးပေးလိုက်တာပါပဲ။ဒါကကချင်ပြည်နယ်ဆိုရလွှမ်းမိုးမှုနဲ့ဟန်ချက်ညီအောင်ထိန်းညီပေးလိုက်တာမျိုးပေါ့။ကရင်ပြည်နယ်ကိုကြည့်လိုက်ရင်တော့ Federal စနစ်ကဘယ်လောက်ထိပြောင်းလဲပြင်လွယ်ရှိလဲဆိုတာတွေ့ရပါမယ်။ပြည်နယ်ထဲမှာအစုလိုက်နေထိုင်ကြတဲ့ပိုအိုးတို့မွန်တို့လိုလူမျိုးစုငယ်လေးတွေအတွက်ခရိုင်အဆင့်မျိုးနယ်အဆင့်ထိမဟုတ်ပဲကျေးဝအုပ်စုအဆင့်မှာကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးနိုင်ပါတယ်။ဒါကအရာတေးစိတ်ကြတဲ့အခြေခံအဆင့်မှာကလေးကအင်အားကြီးအုပ်စုလွှမ်းမိုးမှုကိုထိန်းညှိပေးတဲ့နည်းလမ်းတစ်ခုပါပဲ။စခိုင်ပြည်နယ်မှာကျတော့နောက်ထပ်နည်းလမ်းတစ်ခုကိုတုံးထားတာတွေ့ရတယ်။ဒါကအုပ်ချုပ်ခွင့်ပေးတာမဟုတ်ပဲနိုင်ငံကိုစားပြုမှုနဲ့ဆိုင်တယ်။ပြည်နယ်ထဲမှာရှိတဲ့လူဦးရေနည်းတဲ့ခမီးတော်မျိုးတို့လိုလူမျိုးစုငယ်လေးတွေကိုပြည်နယ်လွှတ်တော်ထဲမှာသူတို့ရဲ့လူဦးရေအုပ်ချုပ်ထက်ပိုများတဲ့ကိုစားလက်နေရာခွဲတန်းပေးလိုက်တာပါ with representation ပေါ့။ဒါမှသူတို့ရဲ့အတန်ကလွှတ်တော်ထဲမှာပြောင်းမသွားပဲကြေကြေလောင်လောင်ထပ်ပေါ်လာနိုင်ပါလေ။ကဲဒီလိုအာဏာခွဲဝေမှုတွေကိုစားပြုမှုတွေလုပ်ပြီးပြီဆိုရင်ဒီစနစ်ကြီးတစ်ခုလုံးရေရှည်တည်တံ့အောင်ဘလို့အာမခံချက်တီပေးမလဲအဲ့ဒီအကောက်ခွဲဒီအကြောင်းကိုစကြည့်ကြအောင်ဒီစနစ်တစ်ခုလုံးရဲ့အခါကအကြဆုံးအားကွယ်ကတော့အထက်လွှတ်တော် Senate ပါပဲဘာလို့လဲဆိုတော့ဒီလွှတ်တော်မှာလူမျိုးစုအားလုံးကသူတို့ရဲ့လူဦးရေဘလောက်ပဲကွာကိုယ်စားလှယ်ဦးရေ10တူရမှာမို့လို့ပါဒါဘာကိုအာမခံပေးလဲဆိုတော့လူဦးရေများတဲ့လူမျိုးကြီးတွေကလူနည်းစုကိုနစ်နာစေမယ့်ဥပဒေတစ်ခုကိုအောက်လွှတ်တော်မှာအတီးပြုတ်ခဲ့ရင်တောင်ဒီအထက်လွှတ်တော်ကနေ veto အာဏာသုံးပြီး no ဆိုပြီးတားဆီးပိုင်ခွင့်အပြည့်အဝရှိနေမှာပါဒါအဓိက safety net ပေါ့ဒါမှမဟုတ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အားလုံးရဲ့အဓိကအနှစ်သာရကိုဒီကိုဝချက်လေးနဲ့အဆုံးသတ်နိုင်ပါတယ်အဲ့ဒါကတော့ Federal စနစ်ဆိုတာဘဟိုစီကအာဏာကိုပြည်내စီခွဲပေးလိုက်ရုံနဲ့မပြီးဘူးတကယ်အကြီးကြီးတဲ့အပိုင်းကပြည်내အတွင်းမှာရှိတဲ့လူမျိုးစုတွေအချင်းချင်းကြားမှာပါအာဏာကိုပြန်လည်မျှဝေတတ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမိကွန်းတစ်ခုလည်းပဲညီကုန်းချုပ်ချင်ပါတယ်ဒီလိုဥပဒေတွေဖွဲ့စည်းပုံတွေနဲ့အကားကွယ်တွေအားလုံးကိုစနစ်တကျတိစောက်ပြီးတိုင်အောင်ဒါတွေကိုတကယ်အသက်ဝင်စေမဲ့အလုပ်ဖြစ်စေမဲ့စစ်မှန်တဲ့ Federal Democracy ယဉ်ကျေးမှုကိုရောကျွန်တော်တို့ဘယ်လိုတိစောက်ကြမလဲဒါကတော့ဖွဲ့စည်းပုံရေးဆွဲတာထပ်တောက်ဖို့ခက်ခဲပြီးကျွန်တော်တို့အားလုံးဆက်ပြီးအပြေရှာရမယ်မိကွန်းကြီးတစ်ခုပဲဖြစ်ပါတယ်